ကတပ်ပိုင်ရဲ့ဆွဲလန်းမှုပြဿနာတွေတခုပေါ့နော်ဒီကောင်ဘယ်တော့စပြီးဆွဲလန်းသွားလဲဆိုတော့2023လောက်ကအဲ့ Facebook post တစ်ခုမှာအဲ့တယောက်ဝတ်ထားတာတွေ့ရပေါ့အဲ့ဟာလေးကိုတွေ့ပြီးတော့ဒိုင်ကွက်အစိမ်းလေးနဲ့လုံးဝအဲ့ပုံလေးကိုတွေ့ပြီးတော့ဒီ brand ကိုသိလည်းမသိဘူးဒီမှာကိုကကြဒီဇိုင်းကိုကြိုက်တဲ့ကောင်ဆိုတော့ဒီဇိုင်းကိုမြင်ပြီးတော့လုံးဝကြွေသွားပြီအဲ့နဲ့ရှောက်နှိပ်ရှာဒီ brand မှသိပါတယ်ဒါပေမဲ့အဲ့တုန်းကကျတော့ကျွန်တော်နိုင်ငံမှာငွေဈေးတွေကမငြိမ်ဘူးမငြိမ်တော့အမှဈေးလေးပါလေးတောက်ကြည့်လိုက်တဲ့အချိန်မှာလမ်းပြန်နေတော့ဈေးတွေကအချိန်မှာအဲ့ဒီစိတ်ကိုလျှော့ထားလိုက်တယ်မတိချင်ဆောင်ခဲ့တယ်ပေါ့နော်အခုတော့ဒီ2025မှာတော့ကိုတော့ဒါအရန်လိမ့်ပါလေကတပ်ပိုင်လေးကိုတော့ချီးမြှင့်လိုက်ပါအောင်မယ်လေဆိုပြီးတော့ဒီ2025မှာဒါကိုစုချထားတာပါအခုတော့ရောက်လာပါပြီဘာဒီဇိုင်းဖြစ်မလဲဆိုတာအတူတူဖွင့်လိုက်အောင်နော်အစိမ်းလေးလို့တော့ခုနကကြိုပြောထားတယ်အဲ့မှာဒီကောင်ဝယ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာဘာစိုက်ကိုအကြီးတစ်ခုမိသွားနေလဲဆိုတော့အဲ့ night crazy အတိညီလေးတယောက်ကလည်းအဲ့ကောင်က35မီလီနဲ့40မီလီဆိုပြီးနှစ်မျိုးရှိတယ်အဲ့မှာကျွန်တော်တို့ဒီလိုလက်အနေထားနေကြတော့ဗျာဟောပေါ့35မီလီကပို okay တယ်ပေါ့အဲ့မှာ तू ကအဲ့လိုအကြံပေးတဲ့အချိန်မှာကိုက40အမှားပြီးသွားပြီမပုတ်တို့နဲ့မှားပြီးသွားပြီဆိုတော့အဲ့မှာနည်းနည်းပြန်မဲ့ချိန်ရတော့မလို့တည်ရမှာ cycle တွေဖောက်ပြီးတော့YouTube တွေရှောက်ကြည့်အဲ့မှာတည်ရမှာရှင်ပြီးတော့တည်ရမှာနောက်ဆုံးကြတော့ခေါင်းမာစွာနဲ့လုံးဝမချိန်က40ပဲဝင်မှာကြီးကမှကြီးရောဆိုပြီးတော့အဲ့လိုတော့ဆုံးဖြတ်လိုက်ပြီးတော့40ပဲရွေးလိုက်ပါတယ်အခုအတူတူကြည့်လိုက်အောင်နော် Okay တန်းဒါတော့ကျွန်တော်ရွေးချယ်လိုက်တဲ့နိုင်လေးပါရှင်းပြောရရင်ဒါတော့ရိုး quest အမျိုးအစားပဲဟိုအစားတော့ကတော့ automatic ကိုဝယ်ဖို့ချောင်းလိုက်သေးတယ်ပေါ့နော်ဒါပေမဲ့ကိုဆက်ကြိုက်တာလေဒီဒိုင်ခွက်အစိမ်းကိုကြိုက်တာဆိုတော့လေဟိုစဉ်းစားလိုက်သေးတယ်အဲ့ automatic ကကြာသူ့ထက်နည်းနည်းလေးပိုမှောင်တယ်သူ့ရဲ့ပြီး4000ခွက်ကလေးတော့ကြိုက်တယ်အဲ့ဒိုင်ခွက်အထဲမှာပါတဲ့ရက်အကွက်စိတ်ကလေးတက်လေးနဲ့အဲ့လေးတော့မိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကြောက်ဒီဇိုင်းကိုကြိုက်တာဆိုတော့ဒီနိုင်ကိုကြောက်လေ automatic တွေပါရွေးမနေတော့ပြီးရင်ဈေးကလည်း2ဆနီးပါးလောက်ကွာတော့အဲ့ဆိုတော့ဒီကောင်လေးကကို့အတွက်လည်းကိုတက်နိုင်တဲ့ budget amount နဲ့မှဝင်နေဆိုတော့ဒါလေးကိုပဲရွေးလိုက်ပါတယ် brand ကိုတော့ရွေးချယ်တာတော့မဟုတ်ဘူးပြကျွန်တော်ကဒီလိုအခုနောက်ပိုင်းဒီနှစ်ပိုင်းတွေမှာဒီလိုမျိုးနည်းနည်းရိုးတဲ့ design လေးတွေပြန်ကြိုက်လာပြီးကျွန်တော်မှာ Embroidery Armani အဲ့ဒိုင်ကွက်အဲ့လိုအဝါလေးလိမ်မော်ရောင်လေးတစ်လုံးရှိတယ်အဲ့နိုင်ရတဲ့အဲ့လိုအရောင်လေးကြိုက်တယ်ဆိုပြီးအဲ့2024 2025ရာတဲ့အရှာသေးတယ်ဒါပေမဲ့ဒီကောဒီ25ကျမှပြန်ပြီးတော့နည်းနည်းဆွဲလန်းမှုပြဿနာလေးပြန်စလာတဲ့အချိန်မှာငါတော့ဒါပဲရွေးတော့မယ်ဆိုပြီးနဲ့မပုတ်စိုးကြည့်ပြီးပူစားပြီးတော့တပ်ပံရှာပေးဝယ်ပေးပါဆိုပြီးသူဒါစင်ကာပူလားဘန်ကောက်လားမသိဆရာမကလည်းသိရမလားစင်ကာပူရောက်လိုက်ဘန်ကောက်ရောက်လိုက်ဆိုတော့သူဒါဘယ်ကနေဝယ်ပေးလိုက်လည်းမသိဘူးအမြန်ဆုံးနဲ့ရောက်လာပါတယ်ဒီနေ့မှာတော့ပွဲမှာတော့ဝယ်လိုက်သေးတယ်အခုမှပေါက်ပြOkayဒါတော့တပ်ပိုင်ရဲ့ဆွဲလန်းမှုပြဿနာလေးပေါ့နော်40မီလီမီတာစိုက်ကိုတွေပေးတဲ့ကလင်းငယ်စကားကိုနားမထောင်လိုက်မိပါဘူး40မီလီမီတာရွေးချယ်လိုက်ပါတယ်40 millimeter is the best. Okay.